ရာတွေအေးမြတ်မြတ်မမိတဲ့နိုင်မီဘိုင်းမင်္ဂလာပါကျွန်တော်ကတော့ကိုချစ်ပါကျွန်တော်တို့ပြောချင်လို့တင်းကကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့ပြောတဲ့နဲ့ထင်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဖန်တီးပုံဖော်ပေးနေတဲ့ content creator တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ခေတ်အဆက်ဆက်ကျင်းပလာခဲ့တဲ့ဒီတကြံတွေထဲမှာဘယ်ခေတ်တကြံကပျော်စရာအကောင်းဆုံးလေးလို့ကျွန်တော်ကဘာကြီးထင်လဲဗျကျွန်တော်တို့အဲ့ဒီအချိန်တွေမှာဒီရန်ကုန်မြို့နဲ့မော်လမြိုင်မြို့တာဒီတကြံကာလမှာအထင်ရှားဆုံးမြို့တွေလို့တော့ကျွန်တော်တို့ပြောလို့ရရဲ့ဗျပြီးတော့ကျွန်တော်တို့မှမီလိုက်တဲ့တကြံခေတ်တစ်ခုလည်းရှိပါသေးတယ်အဲ့ဒီတကြံပွဲကတော့ဒါမန်လေးမြို့မှာကျင်းပတာပေါ့နော်အဲ့ဒီခေတ်ကိုကျွန်တော်တို့လူကြီးတွေကမန်လေးမြို့ရွှေခေတ်တကြံဆိုပြီးတော့တင်စားခေါ်ဝေါ်ကြပါတယ်ဒီလိုနဲ့ကျွန်တော်လူပြိုပေါက်အရွယ်ကိုရောက်တဲ့ဒီ2009 2008ဒီကာလတွေမှာဆိုရင်တော့ကျွန်တော်တွေကတကြံမတိုင်ခင်လေးကပတ်သက်နေစုတခါလေမလောက်ရင်လည်းဘုံတာပေါ့နော်ပြီးတော့တကြံရောက်ပြီဆိုတာနဲ့တငယ်ချင်းတွေစုပြီးတော့ဒီတကြံမှာကားနဲ့လဲတာမျိုးတို့ဒီမနက်ထိုင်တာမျိုးတို့ဒါတွေကိုကျွန်တော်တွေလုပ်တတ်နေကြပါဘူးဗျဝိုင်းမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့ကျွန်တော်မင်္ဂလာမန္တလေးလမ်းလျှောက်တကြံရဲ့မဟုတ်ဘူးပေါက်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဒီနေ့ကအကြုံလေးဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရေသိမ့်မစော့သေးဘူးဗျဒီနေ့ကကျွန်တော်တို့ရဲ့ဒီတကြံမန်းနဲ့ဖွင့်ပွဲတော့ပြီးတော့ကျွန်တော်မြို့တွေကပေါ့နော်ကျုံမီနာဒီတကြံဖွင့်ပွဲကိုသွားပြီးတော့အဓိကမှတ်တမ်းတွေရိုက်ပြီးမှဖြစ်ပါတယ်ကျွန်တော်တကြံဘယ်လိုဖွင့်လဲဘယ်လိုကြိုလဲဆိုတာပေါ့ဗျနော်အဲ့တော့ကျွန်တော်ဒီလိုက်ခဲ့ကြလားသွားရအောင်ကျွန်တော်ဒီဘက်မှာဒါကျွန်တော်ရိုးရမုံလုံးကြီးကိုလုံးနေရပဲဖြစ်ပါတယ်ပေါ်လာတာဖြစ်တဲ့ကြောင့်ပေါ်များတယ်ဆိုတဲ့ဒိတ်တွေရတယ်။အော်ဟုတ်လား။ပေါ်များ။ Okay ဗျာဆိုတော့ဘူးလိုက်ပဲစားလိုက်တော့မယ်။ကျွန်တော်မင်္ဂလာမန်းလေးမန်းနဲ့မှာကစိုက်ကယ်တွေမဲဖောက်မှာဗျာ။ဟုတ်လားဒီနေ့စိုက်ကယ်10စီးမဲဖောက်ပေးမှာ။မင်းသားလက်ဆောင်ထုတ်လေးဗျာဒီထဲမှာမဲလိတ်တွေပါမှာ။အဲ့တော့မဲနိုင်ပြီးတော့ကန်ဆယ်မဲပေါအောင်ဒီထက်ကနံပါတ်တင်နေတော့အဲ့လိုစိုက်ကယ်ပေါက်မှာပေါ့နော်။စိုက်ကယ်10စီးကိုလို့ပေါက်မှာဒါတိတ်ချင်းစီမှာတစ်ခုစီပါမှာဟုတ်တယ်မလားမဒါဆိုရင်ပြောက်မှာဆိုပေါက်မဲ့နံပါတ်ပေါ့ဟုတ်တယ်ဒါဆိုရင် N300 ပေါ့ကဲနိုင်လို့ဒီဟာပေါက်ဝိုင်းဒဇင်းရမှာပေါ့ဟုတ်ကဲ့ကျွန်တော်ဒါမနေ့ထက်စီညာပေါ့နော်လူတွေကအများကြီးပဲအခု1000လောက်ထားတာ1000လောက်ထားရဆိုတော့ဟုတ်လူက1000လောက်ရှိတော့မယ်ဗျဟိုးနောက်မှာအရှိကြီးပဲအဓိကလူကန်းလိုက်တာကိုကလူကြီးရေတစ်ခါစီအောင်တော့အများကြီးစီရလေအဲ့ကြောင့်ပင်မန်းတော့သူတို့တွေကမခံနိုင်ဘူးဗျာကလေးတွေကြောက်လေပင်မန်းရင်လည်းမခံနိုင်မြန်ဘူးကျွန်တော်လူလွတ်ပဲရမှာပေါ့ဒီလူရွေလောက်ပဲရမှာအဲ့လိုမျိုးလူတိုင်းရအရှိကြီးပဲเนาะမှကျွန်တော်7နာရီဆိုကျွန်တော်စားရမလို့ပဲကျွန်တော်လည်းကျွန်တော်ရဲ့တာဝန်ကျတဲ့ station ပြန်ပြေးရမယ်ကျွန်တော်ဂိတ်ဆောက်Ready 3 2 1မင်္ဂလာချေ2026ခုနှစ်မင်္ဂလာမန္တလေးမြို့ရွာရင်ချေမှုလမ်းလျှောက်သားကြဟာအောင်မြင်စွာဖွင့်လိုက်ပြီးဖြစ်ပါကြောင်းကြေညာရပါတယ်ခင်ဗျာယူပါလေကင်းဝေးစင်စတာဒီဟာတိုင်းမြတ်ပြေငြိမ်းချမ်းအောင်စတော့ခါရဲ့ဒီစီကြောင့်လုံးတဲ့လုံနေထူခဲ့ခဲ့လာကြပါလေလူအထင်းက10ယောက်ကတော့ကျမ်းမှာ6ယောက်တည်းပေါက်ပါလားရေရတော့ဖွင့်လိုက်ပြီလူကြီးရောနားနေတော့ကြည့်အောင်လားပေါလာလေးကနေနေရာဆောက်ဖို့မယ်ကျွန်တော်ပါဟုတ်တိုက်သွားရုံနဲ့ခပြတွေရောဘောင်းတွေရောစနေတာနော်လိုက်ကြည့်အောင်ကျွန်တော်တို့
ဒီလမ်းလျှောက်ကြံလေးကိုဝင်ပြီးတော့ဒီဘာပက်ခတ်နောက်တော့ကျွန်တော်ဒီဘာအောင်ညာလားဘက်ကြီး Hello， ကျေးဇူးပါညနေကျရင်လည်းတွေ့မယ်နော်ကျွန်တော်ရဲ့တကယ်ချင်းတဲ့ရှင်ဆိုတော့အားလုံးကိုအတူတူဆောင်နိုင်နေကြတယ်ကျေးဇူးပါ အဲ့ဘာကြီးကျွန်တော်နောက်တစ်ချိန်လောက်ထဲတက်ထည့်အောင်ဗျာနော်ရှေ့ကခုမှကြွတယ်ဒါဆိုကျွန်တော်တို့ဒီဟာတွေးနေတာပေါ့နော်။မာရီလာဆိုရဲ့လူတွေရင်သားချိန်မှာတက်မကုန်လို့ဗျာ။ဒီဟာတန်းစီလိုက်ကြုံနေပြီးနေတူပြီးတာယောဘိုင်းမင်္ဂလာပါကျွန်တော်တို့ခုမျိုးတော်မန်းတက်ကိုသွားမှာပါနော်မျိုးတော်ဝင်မန်းတက်ကိုသွားမှာဘာလို့ဆိုတော့ဒီမှာညနေပိုင်းဖွင့်ပွဲက9နာရီကတို့ငွေငန်းနေရနေဖွင့်မယ်လို့ကြားတယ်ဗျတက်လားအဲ့တော့ရှေးဟောင်းကပုံစံတိုင်းဖွင့်မယ်ဆိုတော့ကျွန်တော်ချိန်တွေကိုသွားရှိုးမှာပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ပြောချင်လုံးလို့ပေါ့နော်ဒီညီမကာချာတွေလိုက်ရိုက်ပေးနေတယ်ဆိုပြီးတော့ကန်ကောင်းထောက်မှသွားနေပဲဘာမှမလုပ်ထားအောင်ညာလေဝင်ဝင်ကရလာတယ်ပေါ့နော်ကျွန်တော်တို့သိရဆိုပြီးတော့ကျွန်တော်ခုမျိုးတော်ဝင်မန်းတက်တွေကိုဝင်ပြီးတော့လိုက်ပြီးတော့မှတ်တမ်းတင်ပါမယ်နော်အရင်ဆုံးမန်းတက်ဖို့တက်ကြည့်အောင်ကျွန်တော်ဒီကတ်ကအပူစီတက်လို့ရလားတော့မသိဘူးရောကဘာကြီးကျွန်တော်လမ်းမဖို့ဆင်းလို့မရဘူးပေါ့နော်ကျွန်တော်လမ်းမဖို့ဆင်းတာကျွန်တော်တို့ချန်စီယိုရဲ့အသင်းပေးထည့်နေတော့ကျွန်တော်ဒီပေါ်ကနေပဲလမ်းရိုက်မှရမယ်ပေါ့နော်ကိုင်တော့ရမ်းမိုက်လူကြီးကရမ်းများတော့လေဟောခေါ်ကြီးရောမိုက် မင်္ဂလာအချိန်ရွှေမန်းသူလေးဘယ်စီစီလာမင်းကတော့မြင်းမြင်းလူတွေဝဆဲတော်မူတဲ့လေတီလူမီကတော့ဘူး အခုနောက်ဆုံးမှာတော့ကျွန်တော်စောင့်နေတဲ့ဝင်ငန်းမျိုးမှလာပြီဗျာနောက်တော့စောင့်လိုက်ရတယ်ကျွေးရတယ်ကြိုက်ရပဲတော်မင်းလာတယ်ကြည့်ဦးဒါမျိုးမှသူကြီးအတင်းပါပါကဲ1980လောက်တော့ဒါမျိုးမှအလှပြရင်တိုင်း
အခုမှမြင်ရတော့ဒါကြီးမြင်ရဖို့တော်တော်ကြီးစောင်းလိုက်ရတယ်နော်ကျွန်တော်3နိုင်လောက်တည်းစောင်း မြူရဲ့ဘုံနဲ့အညီတွေရင်ကျေးဇူးတွေမနစ်ကလေးလောင်းရဲ့ဓာတွေအေးမြတ်မြတ်မမိတဲ့နိုင်မီအစီကြီးညီရလူကြီးလူလောက်ပြီးလန်တာချုံမြတ်မြတ်စူတီးလေးတွေ ဟာလေတချင်းရုပ်ရှင်တွေကလို့မျိုးပြဒီငွေငန်းကြီးကိုပတ်ပြီးတော့အဲ့ဒါမကားပါလိမ့်ကြက်မှုတွေကလို့ မြတ်မြတ်ဦးတူဖို့တူဖို့တူတဲ့ယူပါယာမြတ်မြတ်မြတ်တူဖို့တူဖို့တူမရဲ့တော်ဗျာဝိငန်းတန်လုံးတူဖို့တူဖို့အာယုံချော်ပြေတာနေတော့ကိုလည်းတူဖို့တူဖို့ပါပါစီတော်ဗျာ နိုင်ငံတော်မြို့မငွေငန်းဒူရီအားအသင်းကြီး ကျမ်းပါစေတောင်းဝင်စင်တော်စင်ရတဲ့သွန်သားရှင်တွေရဲ့ပြောရှိစွာပြီးဆိုရတဲ့မြို့မှာသိကြရဲ့အာရစေကနာတွေပူတဲ့ပြီးဆိုလို့ချေပဲပြန်မအောင်ပဲပြန်ဦးပဲကိုစပါရဲ့ဟေးတောင်းလေးကိုလည်းစီလို့ကျုံပဲပေါင်းပြီးလာပါမယ်ဒီနေ့လိုပဲဒီပုတ်ပါရဲ့တောင်းလေးလာပါမယ် ကဲပြောရ မြန်မာစစ်တပ်ရဲ့1389ခုနှစ်အဲ့ဒီ2026ခုနှစ်မန္တလေးမြို့ သွားရအောင်ကဲကျွန်တော်ရဲ့ချားနေလေးရတော့စပါပြီဗျာ။ဟောဒီမှာကျွန်တော်တနခါးတွေသွေးနေကြပါလေ။ဆရာတကယ်ပတ်တယ်။ညစကားလေးပါလာပြောရအောင်မင်းလား ဟယ်လို ။ဘယ်ချိန်လေးရောက်နေလဲ မနက်ကလေးရောက်နေတာ ။ဟာဒီတိုင်းလာလား ဒီတိုင်းပေါ်လေးရရှိပြီးနေရရှိ ။အားနေတော့ရှိလား။မျိုးလေးဘက်တွေပဲမသွားဘူးလား မသွားဘူး ။အာဒီဘက်ပဲလာလား။အာအေးရသူများတော့လောင်းတာပြောကိုပြန်လောင်းခံတော့အေးโอเคจ้าโอเคတခါတွေးရအောင်တွေးပါအများကြီးစစ်လာမှာဟုတ်တယ်မလားတော့လိမ့်လို့ရိုက်ပါနော်โอเคအခုမှလိမ့်လိုက်တာအေးသွားတော့တနေ့လုံးပူနေရဗျမျက်နှာကျူပါတော့လှပသွားပြီဗျနော်မျက်နှာအနေထားတော့ဘယ်လိုဖြစ်နေလဲမသိဘူးပန်းမရှိဘဲနဲ့လိမ့်လာရေပတ်တဲ့နေရာရောက်ပါပြီဟယ်လို peace 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 နေနေပါအများပဲပဲအောင်ကြားပဲအောင်ဖြစ်လာ peace peace ပါလေမရဘူးစိတ်မရှိကြည့်ပါတော့ bro ဟုတ်ကဲ့ပါအေးတယ်ဟာစမ်းကြည့်လိုက်တော့အေးတော့ပြန်ဆက်ကြည့်လိုက်တော့ ဘာဖြစ်လဲကိုကြီးကြောက်နေခံနိုင်နေကြစများတွေရတော့ဒီဘာလဲကောဝါလက်တယ်ခံနိုင်နေသူများရပါမဖြစ်ဘူးတော့ကြီးရတာခံနိုင်နေတာသူများရပါမဖြစ်啊，这这。我的妈呀！你快看人家那边唱。哦。哎呀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 ！我操！多没来？老美呢？喂，ရေကင်းစက်စင်ရတော့ပြီးသွားပါပြီနော်မပြီးလို့လည်းမရဘတ်ဂျက်ကတော်တော်ထိနေတခါလောက်လဲ1500ပေးနေရ
ကျွန်တော်ထင်တယ်ဗျဒီမန်လေးကျုံကြီးတာစကားပြောတတ်မယ်ဆိုရင်ကျွန်တော်တို့မန်လေးမျိုးရဲ့မျိုးမအသင်းရဲ့ဂီတတန်စင်တွေနောက်ပြီးတော့ဗဒေါင်းနဲ့တင်းတွေရဲ့မန်လေးမျိုးရဲ့ဒီညနေခင်းတွေပြီးတော့မန်းတောက်ရိတ်ခုံတကြံမိုးဒီအကြောင်းတွေကိုစီကာပတ်ကုန်းပြောပြနေဦးမှာပါပဲဗျခစ်စနစ်တွေဘလို့ပဲပြောင်းလဲတကြံဆိုတဲ့ရိုးရအမွေနှစ်ကတော့ကျွန်တော်တို့ယင်ထဲမှာတကြံတစ်ချင်းနေတဲ့အတူအမြဲတမ်းရှင်တန်နေဦးမှာပါပဲဗျာ2024ခုနှစ်မှာဆိုရင်တော့ UNESCO ကနေပြီးတော့ကျွန်တော်တို့တကြံကိုကမ္ဘာသမိုင်းအမွေနှစ်စည်ရင်းဖြစ်အတိမတ်ပြုပေးလိုက်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ရေပတ်တယ်ဆိုတော့တာမန်ရိုးရေကစားတာမဟုတ်တော့ပါဘူးကျွန်တော်တို့ရဲ့နှစ်900ကအမွေနှစ်ကိုလက်စင်ကန်ထိန်းသိမ်းနေရပဲဖြစ်ပါတယ်ကဲကမ္ဘာကြီးကျွန်တော်တို့နောက်ဘလော့တစ်ခုမှာပြန်တွေ့မယ်ဗျာဝီအေးခေါင်းကြီးကိုရလိုက်ညွတ်ခုနညွတ်ကျန်ရောက်ပြီဆိုတော့ကျန်အဲ့ရပြစားလိုက်တို့ကျန်ရှိအဲ့နာနည်းနည်းလေးပေါ့ချိန်တန်ထားပြီးတော့ရိုက်ခဲ့တယ်လို့ရှိတယ်တို့ဒီရိုက်ကျန်မှုစက်ကားရဲ့မန်လီမှာတွားရောက်ဆင်နွေးရအောင်ဗျာကျွန်တော်ရဲ့ခန့်ဝေးသူစိတ်အုပ်ချုပ်လေး ထိုင်းကဇုံကမ်းမှာကဲလို့ရတယ်နော်မကဲဘူးကျွန်တော် original ကျွန်တော်ရိုးရာမြန်မာတကြံမှာပဲတွားခဲ့အောင် ဘိုင်းမင်္ဂလာပါကျွန်တော်ကိုရောက်ရှိနေတဲ့နေရာတော့ကျွန်တော်မင်္ဂလာလမ်းလျှောက်သေးအဲ့တော့အပေါ့ဟုတ်တော့လည်းအပေါ့ဦးစားလည်းလဲလာတယ်โอเคလမ်းလျှောက်ပြီးတော့ဝီးကြည့်အောင်တစ်ခေါက်တင်ပြောလိုက်ထောက်ကြည့်လိုက်ပါဟုတ်တယ်ကျွန်တော်ညောက်နေရာများဖြစ်နေပါတယ်ဘယ်သားရရမလဲမသိဘာရရမလဲလည်းမသိဖြစ်လာတဲ့လူကအရန်များတော့တော်တော်ထိန်းရတယ်နေရာလည်းတော်တော်ပြင်းတော့မှရှိတယ်တနခါဖြစ်သွားပြီဟုတ်တယ်ဥပဒနာကဖြစ်နေပြီရေပတ်ဖို့ခွက်တော့မရှောင်မှာဖုံးလို့ရှာလာဗျာအေးလာရေရအော်ဆန်းကြည့်လိုက်ဟုတ်ရတယ်ဆက်ကြည့်လိုက်ဟုတ်တယ်ဝဲမို့လောင်းမယ်နော်တော့တစ်ခါတော့ပြန်ကြီးထားဖို့မှားသွားမှာဆိုလို့ဒီမန်လေးမျိုးမအသင်းရဲ့ဂီတတန်သင်းနဲ့စကားပြောတတ်မယ်ဆိုရင်ကျွန်တော်အသင်းရဲ့ဂီတတန်သင်းလေ